ရွှေဆိုင်ပိုင်ရှင်ဖြစ်ခဲ့ပေမဲ့ငလင်ဘေးကြောင့်ခင်မိုးကိုဆုံးရှုံးရတဲ့အပြင်ဒုက္ခိတဘဝနဲ့လမ်းဘေးရောက်ခဲ့ရတဲ့အမျိုးသမီးပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် MSLE Beach ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရယ်ငလင်ဘေးကြောင့်ဘဝတွေတော်တော်များပျက်စီးဆုံးရှုံးခဲ့ရတာပါလာနဲ့ချီပြီးတော့ကြာသွားခဲ့ပေမဲ့ခံရတဲ့သူတွေအတွက်ကတော့မနေ့တနေ့လိုသာဖြစ်ပါရယ်ဒါအပြင်နလန်မထူနိုင်တော့ဘယ်လောက်ကိုတွေးကြုံခံစားရတဲ့သူတွေလည်းအများကြီးဖြစ်ပါတယ်။ဒီတရားမှာချမ်းသာတဲ့ဘဝနဲ့ဆင်းရဲတဲ့ဘဝကိုရောက်ရှိသွားတဲ့သူတွေလည်းရှိပါတယ်။မဆူလီခိုင်ဆိုရင်ငလင်ကျောင်းမို့ခင်မွန်းဖြစ်သူကိုဆုံးရှုံးလိုက်ရတာပါ။ခင်မွန်းဖြစ်သူနဲ့မဆူလီခိုင်ကပြည်ပနာမှာရွှေဆိုင်လုပ်ငန်းကိုဖွင့်လှစ်ထားကြတာဖြစ်ပါတယ်။ဆိုင်ကန်ထဲမှာစီးရင်တွက်နေတဲ့အချိန်မှာငလင်ကစပြီးတော့လှုပ်လာခဲ့တာဖြစ်ပါတယ်။ငလင်လှုပ်လို့ဆိုပြီးတော့မဆူလီခိုင်နဲ့ခင်မွန်းဖြစ်သူတို့ကအမြန်ပြေးကြပေမဲ့ပြေးချိန်မရပါဘူး။မိနစ်ပိုင်းအတွင်းမှာပဲခင်မုန်းဖြစ်သူနဲ့သူမရဲ့ကံကြမ္မာကပြောင်းလဲသွားရပါပြီ။ဆိုင်ကအလုံးဝပြိုသွားခဲ့တာဖြစ်တဲ့အတွက်ပိသွားခဲ့ရတာပါ။ခင်မုန်းဖြစ်သူကနေရာမှာတင်အသက်ပါမဲ့သွားခဲ့တာဖြစ်ပါတယ်။ဇနီးဖြစ်သူကလည်းအပြင်ကိုမထွက်နိုင်ပဲအထဲမှာပိတ်မိနေခဲ့တာပါ။အထဲမှာပိတ်မိနေတဲ့အပြင်ခြေထောက်ကလည်းဖိမိနေတာဖြစ်ပါတယ်။ခြေထောက်ကလှုပ်လို့မရအောင်ဖြစ်နေခဲ့ရကနေကဲတင်နိုင်ခဲ့တာပါ။မဆုလင်းခိုင်ကအသက်ရှင်နေသေးပေမဲ့လည်းခြေထောက်တစ်ဖက်ကိုဆုံးရှုံးလိုက်ရတာပါခြေထောက်တစ်ဖက်ကပေါင်ရင်းကနေဖျက်ပြစ်လိုက်ရတဲ့အတွက်ဒုက္ခိတလုံးလုံးဖြစ်သွားရပါတယ်ဒုက္ခိတဖြစ်သွားရတဲ့အပြင်ကိုခင်မွန်းဖြစ်သူကိုပါဆုံးရှုံးလိုက်ရတာကဘဝကြီးအတွက်မှောင်မိုက်သွားစီတာပဲဖြစ်ပါတယ်ဒါအပြင်မဆုလီခိုင်ကဈေးရုံတက်နေတဲ့အချိန်အတွင်းမှာလည်းတောကတွေဝင်နေရတာပါရွှေဆိုင်ကိုရှယ်ယာဝင်ထားပြီးတော့ဖွင့်လှစ်ထားကြတာဖြစ်ပါတယ်မိတ်ဆွေရင်းတွေလိုမှတ်ယူပြီးတော့လုပ်ငန်းအတူတူလုပ်ခဲ့ကြပေမဲ့တကယ်တမ်းအခုလိုဘဝကိုရင်ဆိုင်ရတဲ့အချိန်မှာဖေးမကူပဲနဲ့မကောင်းတဲ့စိတ်တွေနဲ့အထင်းသားမြင်တွေ့ခဲ့ရတာတွေလည်းရှိတယ်အကုန်လုံးကမဖေးမတဲ့အပြင်မကောင်းတဲ့စိတ်တွေပါထုတ်ဖော်ပြလာကြတာပါဒါကြောင့်မို့လုပ်ငန်းတူလုပ်ထားတဲ့ရွှေတွေကိုလည်းဆုံးရှုံးလိုက်ရပါတယ်ဒါရီတမကပဲရွှေပိတ်တဲ့ချိန်90သားကလည်းလုံးဝပြန်မရတော့ပါဘူးခင်မုန်းဖြစ်သူနဲ့ဇနီးဖြစ်သူတို့စုဆောင်းထားတဲ့ရွှေတွေကိုခင်မုန်းဖြစ်သူရဲ့ဆွေမျိုးတွေကအပိုင်သိမ်းဖို့ကြံရွယ်ကြတာပါမဆူလင်းခိုင်ကဈေးရုံမှာခြေထောက်ဖြတ်နေရတဲ့အချိန်ဆွေမျိုးတွေကအတင်းဆိုသလိုရွှေထားတဲ့နေရာတွေကိုမင်းနေခဲ့ကြတာပါမဆူလင်းခိုင်တို့ကအိမ်မှာဆိုရင်စိတ်မချရတဲ့အတွက်ရွှေတွေကိုဆိုင်ဖွင့်ဖို့နေရာမှာမိခင်တတာနဲ့ထည့်ထားတာပါအဲ့ဒီနေရာကိုရအောင်ရှာပြီးတော့ရွှေတွေကိုထုတ်ပေးဖို့အတွက်တွန်းအားပေးကြတာဖြစ်ပါတယ်မဆူလင်းခိုင်ကလည်းသဘောယူနဲ့ထင်ပြီးတော့ရွှေရီထားတဲ့နေရာတွေအားလုံးကိုအမှန်တိုင်းပြောပြလိုက်ပါတယ်။ရွှေရီအားလုံးကိုယူသွားလိုက်ကြပြီးတော့မဆူလင်းခိုင်ကိုပြန်မပေးကြတော့ပါဘူး။ခင်မုန်းဖြစ်သူကလည်းမရှိတော့တဲ့အပြင်ဒုက္ခိတဖြစ်တဲ့အချိန်အားငယ်နေတဲ့အချိန်မှာခင်မုန်းဖြစ်သူအတွက်မညာမတာနဲ့ကိုလှုပ်သွားခဲ့ကြတာဖြစ်ပါတယ်။အခုချိန်မှာမဆူလင်းခိုင်ကဒုက္ခိတဘဝနဲ့ဘဝကိုတုံညာကနေပြန်ဆရတော့မှာပါဘဝကိုအားငယ်ပေမဲ့ရှုံးတော့လုံးဝမပေးပါဘူးရှားတဲ့နည်းနဲ့ပြန်ဆဖို့ဆုံးဖြတ်ထားတဲ့အတွက်ပြည်မနာမျိုးကိုသွားပြီးတော့အထောင်းဆိုင်ဖွင့်သွားမှာဖြစ်ပါတယ်စီးစိမ်တွေကိုသိမ်းသွားကြပေမဲ့အထောင်းဆိုင်ဖွင့်ပြီးတော့ပြန်ရက်တီပြသွားမှာဖြစ်ပါတယ်မဆူလင်းခိုင်နေရမှာတခြားမျိုးသမီးသာဆိုရင်တော့လဲကျသွားမှာဖြစ်ပါတယ်ရွှေဆိုင်ပိုင်ရှင်ဖြစ်ခဲ့ပေမဲ့ငလင်ဘေးကြောင့်ခင်မုန်းဖြစ်သူကိုဆုံးရှုံးရတဲ့အပြင်ဒုက္ခိတဘဝနဲ့လမ်းဘေးရောက်ခဲ့ရတဲ့အမျိုးသမီးအတွက်အပိစကားလေးတွေပြပြပေးပါဦးအဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်ရှင်